တရားမှာတရားအားထုတ်တဲ့ဖုံးကြီးတော်မဲ့တတိလွတ်တဲ့ချိန်ဟာဟိုဘက်ပါတော့တာပဲတရားအားမဆုံးရင်တော့ဘာပြောကောင်းမလို့ဟုတ်ဗျာတို့ဟာဘာခေါ်မလို့ယဟန်ကိစ္စပြီးရဲဆိုတာအရဟတမေရောက်တဲ့ပုဂ္ဂိုလ်ပြောတာလေအဲ့ဒီယဟန်နာပုဂ္ဂိုလ်များပြီးတော့ဖျားသူတို့ဘယ်တော့မှတတိမလို့ဘူးတတိအမြဲရှိနေတယ်ဒါမို့ဖျားပြီးလို့လူဝင်စားမရှိဘူးယဟန်နာပြီးလို့လူဝင်စားမရှိဘူးဟုတ်နော်ညာနဲ့အနာဂံတို့တဂါရဂံတို့သောတာပန်တို့အဲ့ဒါကြတို့စာလို့တော့တိခပုဂ္ဂိုလ်လို့ခေါ်တယ်ကျင့်စေပုဂ္ဂိုလ်တွေကျင့်စေပုဂ္ဂိုလ်တွေသူတို့ကြတော့ဒို့လူသာအောက်မသွားရှိရမယ်သူတို့မှာဘဝမပြတ်သေးဘူးနိဗ္ဗာန်မရောက်သေးဘူးဟင်နတ်ပြည်ချင်းဖြစ်မယ်တို့သောတာပန်ဆိုရင်လူပြည်ကို9ခေါက်ပြန်လာနိုင်သေးတယ်တဂါရဂံဆိုရင်လူပြည်ကို1ခေါက်ပြန်လာသေးတယ်အနာဂံဖြစ်ရင်တော့လူပြည်မလာတော့ဘူးနတ်ပြည်တက်ပြီးသူလည်းပျော်တော့မယ်ဟုတ်နော်ဟင်သူတို့ပဲသူတို့လည်းတတိလွတ်တာပဲတို့ဘူးတို့စင်ကတော့ဘာပြောကောင်းမလို့ဟင်ဟွာလားရွှေကြီးကိုစိတ်နဲ့ကိုလူလုံနေလားသူများစိတ်နဲ့လူလုံနေလားကြားလာဗျာကြောင်းတကားကြီးပြောဟင်ကိုစိတ်နဲ့ကိုနေသူနေတယ်နော်တတိမရှိဘူးအဲ့တော့ကြက်မြင်တော့ကြက်ပဲလေအဲ့တော့ဒီတချို့ကြတော့ကြက်သားကြိုက်တာရှိတာပေါ့တချို့ဝက်သားကြိုက်တာရှိတာပေါ့ဒါကအစားတောင်းနဲ့ပြောတာလေတချို့ကအဆင်းကြိုက်တာရှိတာပေါ့ရုပ်ချင်းတို့ဘာလို့သွားခြင်းနဲ့ဒါအဆင်းကြိုက်လို့မဟုတ်ဘူးလားတချို့အတန်ကြိုက်တယ်တချို့အနှမ်းကြိုက်တယ်တခုခုတော့ဆွဲတာရှိမှာပဲလေသူ့ထဲတွေကဓာတ်ကတောင်းတဲ့အတိုင်းဆွဲရတာဟုတ်နော်အဲ့တော့ဒေဂာနိကြည့်သာစားနေကြပုဂ္ဂိုလ်ကကျက်ဆွဲရပါသွားမှာပေါ့ဟင်ကျက်ကခေါ်မှလည်းမဟုတ်ဘူးတို့သွားမှလည်းမဟုတ်ဘူးတို့တည်းရှိတဲ့အဆွဲကပို့လိုက်မှာ